ရုပ်ခန္ဓာကိုတန်ရှင်းအောင်လုပ်တယ်လို့ပဲစိတ်ကိုလည်းတန်ရှင်းအောင်လုပ်ဖို့မဖြစ်မနေလိုအပ်ပါတယ်ရုပ်ကိုတန်ရှင်းရတာလွယ်ကူသလောက်စိတ်ကိုတန်ရှင်းရတာကြတော့အမှန်တမ်းလေးနက်ပါတယ်အတွေးခေါ်လို့ပါတယ်စိတ်ဟာတန်ရှင်းစင်ကြယ်အောင်ကြိုးစားအထောက်ဖို့မဖြစ်မနေလိုအပ်တယ်ဆိုတဲ့အသည့်ဟာတကယ်တော့ခက်ခဲပါတယ်ဒါပေမဲ့အဲ့ဒီအသည့်ကိုရသွားတဲ့အခါမှာကိုယ်စိတ်ကိုတန်ရှင်းစင်ကြယ်အောင်နေစဉ်ရုပ်ကိုတန်ရှင်းအောင်လုပ်တယ်လို့ပဲအားထုတ်မယ်ဆိုရင်ကိုယ့်ရဲ့စိတ်ဟာတနေ့တခြားတန်ရှင်းကြည်လင်လာပြီးတော့တကယ်ပါဝါစစ်လွတ်လပ်ခြင်းစစ်အလင်းအောင်စစ်ကိုရရှိနိုင်တာဖြစ်ပါတယ်ရုပ်ကိုတန်ရှင်းအောင်လုပ်တယ်ကြည်လင်အောင်လုပ်တယ်ဆိုတာဟာတနေ့တာကြည်ပြောရှုပြောဖြစ်ပြီးတော့ကြည်ကောင်းရှုကောင်းရုံဖြစ်ပါတယ်စိတ်ကိုတန်ရှင်းအောင်လုပ်တဲ့အခါတဘဝလုံးအတွက်ခွန်အားရဖြစ်စေပါတယ်စိတ်ကိုတန်ဆင်ခြင်းဟာအနာဂတ်ကိုကောင်းမွန်တဲ့အနာဂတ်ကြီးကျယ်ခမ်းနားတဲ့အနာဂတ်ကိုတိဆောက်ခြင်းသာဖြစ်ပါတယ်ဒါကြောင့်စိတ်ကိုတန်ဆင်ပါကိုယ့်ရဲ့အမြင့်မားဆုံးသောစွမ်းအားတွေကိုအဲ့ဒီနည်းနဲ့ရအောင်ဖော်ထုတ်တိဆောက်လိုက်ပါဘဝဟာကြီးကျယ်ခမ်းနားလာပါလိမ့်မယ်တန်ဖိုးတွေနဲ့ပြည့်စုံလာပါလိမ့်မယ်